မောင်မောင်နဲ့ခိုင်တို့ဟာအိမ်အောင်ကြခါစလူငယ်စုံတွဲပါနှစ်ယောက်လုံးတစ်ယောက်ကိုတစ်ယောက်ချစ်ကြပြီးအနာဂတ်ကိုလည်းအေးချမ်းစွာတည်ဆောက်ချင်ကြတယ်ဒါပေမဲ့အိမ်အောင်ကြပြီးမကြခင်မှာပဲပြဿနာလေးတွေစတင်လာခဲ့တယ်မောင်မောင်ရဲ့မိဘတွေနဲ့တအိမ်နဲ့အတူနေရတာကြောင့်ခိုင်အတွက်စိတ်ဖိစီးမှုတွေတိုးလာခဲ့တယ်မနက်စောစောထားရမယ်အလုံးလုံးပုံကိုအမြဲအကဲဖြတ်ခံရမယ်ဟင်းချက်တာကစမှန်သလားမှားသလားဆိုပြီးပြောခံရတယ်ခိုင်ကလည်းမကောင်းတဲ့လူမဟုတ်ပါဘူးဒါပေမဲ့အိမ်သူမအစ်စ်ဆိုတဲ့ဖိအားကြောင့်သူမစိတ်တွေတဖြည်းဖြည်းပင်ပန်းလာခဲ့တယ်တနေ့ညမှာတော့ကိုမောင်ကျမဒီအိမ်မှာနေရတာကြောက်လာပြီးခိုင်ရဲ့အတန်ကတိတ်တိတ်လေးပဲမဲ့နာကျင်မှုတွေပြေပါနေတယ်မောင်မောင်လည်းအမေနဲ့ဇနီးကြားမှာဘသူ့ဘက်ရက်ရမလဲမသိတော့ဘူးတစ်ဖက်ကမိဘတစ်ဖက်ကကိုရေးချယ်ထားတဲ့ဘဝလက်တွဲပေါ်အိမ်ထဲကအေးချမ်းမှုဟာတဖြည်းဖြည်းပျောက်ကွယ်လာခဲ့တယ်နောက်ဆုံးတော့မောင်မောင်ကဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်အဖေအမေကျွန်တော်တို့အနီးနားမှာအိမ်ငှားပြီးတီးတက်နေခြင်းပါတယ်ဒါပေမဲ့မကြာခဏလာတွေ့မှာပါအစမှာမိဘတွေစိတ်မကောင်းဖြစ်ခဲ့ကြတယ်ဒါပေမဲ့အချိန်ကြာလာတဲ့အခါမောင်မောင်နဲ့ခိုင်တို့ဆက်ဆံရေးပိုကောင်းလာတယ်အငင်းပွားမှုတွေလျော့သွားတယ်နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်နားလည်ဖို့အချိန်ပိုရလာတယ်တကယ်တော့အိမ်အောင်ကြခါစားစုံတွဲတွေဟာမိဘတွေကိုမချစ်လို့ခွဲနေတာမဟုတ်ပါဘူးကိုယ်ပိုင်အိမ်ထောင်ဘဝကိုတည်ဆောက်ဖို့အနှဲငယ်တည်တတ်နေဖို့လိုအပ်တာပါအနီးမှာနေပါမိဘကိုဂရုစိုက်ပါဒါပေမဲ့တအိမ်ထဲမှာဖိအားတွေနဲ့မနေပါနဲ့တချို့အချစ်တွေဟာအကွာအဝေးနည်းနည်းရှိတဲ့အခါပိုပြီးတည်ငြိမ်လာတတ်ပါတယ်ဒီဇလန်းလေးကိုဒေါက်တာကျော်စိန်ရေးသားထားတဲ့တင်ဘဝအတွက်အသုံးချစိတ်ပညာစာအုပ်ထဲကအကြောင်းအရာတွေကိုမှီညမ်းပြီးဖန်တီးထားခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်